မင်္ဂလာပါနော်အခုဒီဗီဒီယိုလေးမှာတော့တငယ်ချင်းကိုရောင်ရန်ဘယ်လိုရှစ်ပြမလဲဆိုတာပေါ့နော်တငယ်ချင်းကိုတားရေးအယုံကြည်မလို့ပေါ့နော်အကြံပြုရင်းနဲ့ဒီဗီဒီယိုလေးကို reaction ပြုလုပ်ပေးလိုက်ပါတယ်ကဲဘယ်လိုလဲဆိုတော့ကြည့်လိုက်အောင်နော်တငယ်ချင်းဘယ်လိုတင်ညံကောင်းမလဲဆိုတာပေါ့这门怎么开？吹浪的，怎么吹不动？不是那样的。တကယ်ညံကြီးရှင်နော်တိုက်တွေကြီးရှိအောင်အော်နေပြီ这是水龙头的，没装，那我怎么没有水？တိုက်တွေရေးတကယ်ဆိုဘလို့မှစဉ်းစားလို့ရမှာမဟုတ်သေးလားနော်那这灯光怎么控制？ရောရေးစပင်မိုးစမဟုတ်တော့ပဲဘီဒီအယောင်ပြောင်းတာတွေပြည့်ကုန်ပြီလို့ဘလို့တော့လောက်လိုက်လည်းမသိဘူး我种下一颗种子，终于长出了果实。ဟုတ်တယ်ဝိနေပြီတန်ကာတော့မဟုတ်ဒီဘီရ这边书怎么看？坐椅子上。ဒီကြည့်လိုက်တော့ကျွန်တော်တကယ်ချင်းဟိုမယုံဘူးပေါ့နော်အဒီကအကြံပြုချင်ပါတယ်ဒီနေ့ဒီဗီဒီယိုတော့ဒီလောက်ပဲနော်အားလုံးဘိုင်ဘိုင်